မင်္ဂလာပါနော်မျိုးလို့မိုးလဲရွာတယ်မနက်ခင်းအတွက်ပေါ့နော်6တက်လေးဒါမနက်ကတော့တိထိတ်မိတယ်မျိုးနော်6တက်လေးက3တက်4လို့မိ6တက်3လုံးပေါင်း3က6လေး3လို့ရိုက်တယ်8တက်9 8က8 3ည8လို့ရိုက်တယ်နက်က9လေး9 3ည6တက်ဆိုပြီးတော့တစ်ထိတ်ရိုက်သွားတယ်လက်ပြန်အတွက်9ခွန်6 3လုံးပေါင်း2က2လို့ရိုက်မယ်ဆိုကျွန်တော်တို့ကရှိတဲ့အတွက်4လို့ထည့်ပါအဲ့တော့4ထိပ်ပေါ့နော်စိုက်မှုလေးသိချကြည့်ပြီနော်အဲ့ဒါအတွက်ဘိုင်တစ်လုံးပြရမိုက်နှစ်ထိပ်လေးချင်းကြည့်ပြီနော်939အဲ့939အမယ်369လို့ရိုက်ပြီ9နှစ်ခက်6ဆို939ည6လို့ရိုက်တယ်နှလုံးပေါင်း3နှစ်ခက်5နဲ့6ချစ်တင်5လို့ရိုက်တယ်3ချက်ပြီ9နှစ်ခက်6ရိုက်မယ်ဆိုကျွန်တော်တို့က3တစ်နှစ်ထည့်ပါ656ဒါဆိုရင်ကျွန်တော်တို့ကနှစ်ထိပ်ရမယ်နော်နှစ်ထိပ်ကတခုတည်းတော့မဟုတ်ဘူးနော်နှစ်ထိပ်ရှိပြီတယ်ခုနကလည်းနှစ်ထိပ်1အတစ်ကဟိုဘက်ကခွန်ဆောင်နဲ့4နဲ့ရိုက်ပြီး1လို့ရိုက်9က9 3ည9လို့ရိုက်4က3တက်4လို့3ချိန်မြောက်ရိုက်ပြီး4ချိန်မြောက်ဆက်ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကနှစ်ဖြစ်ဖို့အတွက်ညနေက30ဆိုတော့3ညရှိတယ်ကျွန်တော်တို့ကနှစ်ထိပ်ခုနက3ချက်ဒီကောင်4ပင်နှစ်ထိပ်ပါနော်3ချက်ပြီဒီလေလာတယ်နော်ခုနကနှစ်ထိပ်နှစ်ချက်ပေါ့နော်ဆိုကျွန်တော်တို့စက်ကြည့်3ခွန်3ည3ခွန်3ညက1ကို3ညလို့ရိုက်တယ်96ခွန်3လုံးပေါင်း2က48နှစ်လို့ရိုက်တယ်84ကို3လုံးပေါင်း1 3လုံးပေါင်း1က3ည1ဆိုပြီးတော့1ပိတ်ရိုက်လက်ပြန်အတွက်9တက်3 3လုံးပေါင်း3လို့ရိုက်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့က1ရှိတဲ့အတွက်2ထည့်လိုက်မယ်3ပေါ့နော်ဒါလေးကြတော့2ပိတ်ဖြစ်သွားရင်2ကထိပ်ပိတ်ဖြစ်သွားပြီနော်ကြည့်မဆိုရင်တော့2ပိုင်ပေါ့နော်2ပိုင်မဟုတ်ရင်လည်းခွန်ရံရပါပေါ့နော်ဒီကောင်3မိနစ်ဘူး1ခွန်6က1ခွန်6ရိုက်ပြီခွန်93ကခွန်93လို့ရိုက်ဒါတည်းအတူလေးမို့မရှင်းပြတော့ဘူးနော်နောက်တစ်ပြန်3က4ခု3ဆိုပြီးရိုက်တယ်9က189လို့ရိုက်8ကခွန်18ဆိုပြီးရိုက်နောက်တစ်ပြန်9လို့ဆက်ပြီးမှဆိုရင်ကျွန်တော်တို့က6ရှိတဲ့အတွက်3ထည့်တော့639 3ပိတ်ပါနော်3ပိတ်ကလည်းဒီတစ်ခုလည်းမဟုတ်ဘူးနော်ကျွန်တော်ဆက်ကြည့်ပါမယ်ဒါ4ရတော့ကျွန်တော်ထည့်ပြီးသားမနက်က16ပြီးတဲ့ဟာကိုပါဝါချင်းနေဟာပေါ့နော်ဒီကောင်အပိတ်ကလည်းအမှန်83ပိတ်လို့ရိုက်ထားသေးတယ်ဒီကောင်ကပါဝါယူလိုက်တာပေါ့နော်နောက်တော့ဒီကောင်လေးကတော့ break line လေးပါ4ရ14ကို4လို့ရိုက်နှစ်က43ည8နှစ်လို့ရိုက်နောက်နှစ်ကလည်း3ည1နှစ်လို့မနက်က2 break ကျွန်တော်တို့4ပြမြောက်ရိုက်မယ်ဆိုရင်1ရှိတဲ့အတွက်ကျွန်တော်တို့3ည break 3ည break ပြောက်တာတော်တော်ကြာပြီနော်ကျွန်တော်တို့ပြောက် break ကိုရိုက်မှာအဲ့တော့ကျွန်တော်တို့မနက်ဖြန်အတွက်7ခွန်ရင်းနေဒီကနေ့ထူရမှာတော့အမေနှစ်ထိပ်နှစ်38ပိတ်ပါနော်နှစ်348အပြီးပဲရိုက်ရကျွန်တော်တို့ပါဝါတွေခံထားတယ်မိတ်ဆွေတို့ကနန်းများတဲ့ထင်တော့အောက်ဘက်ပဲထူပါနော်နှစ်ပူးနှစ်3နှစ်8လေးနှစ်အောက်ကျွန်တော်က3ညပိတ်ရတဲ့အတွက်4လျှောက်တယ်ခုနက38ပိတ်နဲ့တွေ့တော့4348နှစ်ကိုပါဝါချိန်လိုက်ကျွန်တော်ကတော့နှစ်တစ်လုံးရမ်းကြိုက်တယ်နော်ကျွန်တော်ကျန်တာပါဝါခံပြီးထားတာခံကောင်းကြပါစေခင်ဗျာ